Okay အားလုံးပဲ Minecraft Survival နဲ့ကြိုးသေးပါကျွန်တော်တို့ဦးစီးပါဒီနေ့မှာကျွန်တော်တို့ Minecraft Survival ဆောက်တာမှာဖြစ်ပြီးတော့ဒီ Survival မှာကျွန်တော်ရဲ့ mission 5ခုရှိရပါတော့ပထမတစ်ခုကတော့ကျွန်တော်တို့ရွာကိုရှာပြီးရွာဝေါ်ကာမှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ fan တစ်ခုဆောက်မှာဖြစ်ပါတယ်အကြီးဆုံးပေါ့နော်ကျွန်တော်တတိယတစ်ခုကတော့ကျွန်တော်သိတဲ့အတိုင်း Netherite armor full armor ရဖို့ပဲဖြစ်ပါတယ်ကျွန်တော်စတုတ္ထတစ်ခုကတော့ကျွန်တော်တို့Anatoly ကိုတက်ဖို့ဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့Minecraft မှာကျွန်တော်တို့ဘယ်သူမှမလုပ်နိုင်သေးတဲ့ဖြစ်တယ်ကျွန်တော်တို့ mod တွေအားလုံးကိုကျွန်တော်တို့ Minecraft mod တွေအားလုံးကိုကျွန်တော်တို့စုပြီးတော့လောင်ကြီးထဲမှာထည့်ထားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒါအပြီးဆုံးနဲ့စမှာဖြစ်တဲ့ကျွန်တော်တို့ကြာခြင်းလဲကြာမယ်လားနဲ့ချီပြီးလဲကြာနိုင်မယ်နေ့နဲ့ချီပြီးလဲကြာနိုင်မယ်ဒီတော့စလိုက်ကြတယ်ကျွန်တော်တို့အခုကျွန်တော်တို့ဒီတော့ဒီခေါ်တာရေးစမယ်ကျွန်တော်တို့ wooden pick လေးလုပ်လိုက်မယ်ကျွန်တော်တို့ကြောက်ဘူးရယ်အဲ့ဒါကျွန်တော်ခိုးရည်နေအဲ့ဒါကျွန်တော်စားစားအားအဲ့ကျွန်တော်အိုင်းလေးနဲ့တွေ့လို့အိုင်းလေးပါတူးခဲ့ပေါ့နော်ကျွန်တော်โอเคကျွန်တော်ဘိုက်ဆန်နေတဲ့အတွက်ကျွန်တော်မဲသားလေးပါစားလိုက်မယ်ပြီးတော့ကျွန်တော်အိတ်တယ်ဒီလိုနဲ့ပဲကျွန်တော်တို့1 day 1ပြီးတော့ကျွန်တော်တို့ရွာရှာဖို့အတွက်ကျွန်တော်ထွက်လာခဲ့ပေါ့နော်ကျွန်တော်ရှိုင်းနဲ့ရွာကိုကျွန်တော်တို့ရှမ်းတွေတော့လို့ကျွန်တော်ထင်းနေတဲ့အချိန်မှာကျွန်တော်ရွာရှာတိခဲ့ပါတယ် Oh yes oh my god let's go အဲ့ဒီတော့ကျွန်တော်တို့အားလေးနေကေးတဲ့သွားပြီးမိုင်းသွားတူတယ်ဇမီးလေးကျွန်တော်ချခဲ့တယ်ဒီမှာရှောက်အိုင်းရတယ်အများကြီးကိုအဲ့ဒါပြကျွန်တော်အိုင်းဆက်တူရယ်တူရယ်ကျွန်တော်အိုင်းဖူးအမှာရသွားပါပြီနောက်ဆုံးတော့โอเค valid ကိုမကခင်မှာကျွန်တော်နေဖို့အတွက်ကျွန်တော် base ကိုအရင်စောင့်မယ်နော်ဒီတော့ base စောင့်ဖို့အတွက်ပစ္စည်းတွေရှာလိုက်ပါအောင်မယ်ဒီတော့စောင့်လိုက်ပါအောင်2,000 years later โอเคကျွန်တော်တို့အဲ့နောက်မှာတော့ကျွန်တော်အိမ်စောက်ခဲ့တယ်ကျွန်တော်ရဲ့အိမ်ကိုကျွန်တော်လှပပလေးဖြစ်အောင်လို့ကျွန်တော်တို့လေချာတော့စောက်ခဲ့ပါတယ်โอเคကျွန်တော်အိတ်ဆောက်လေးပြီးသွားပြီဆိုတော့ကျွန်တော်ရဲ့အိမ်လေးကိုကျွန်တော်တစ်ချက်လိုက်ပြပါပဲပေါ့နော်ကျွန်တော်ပြရမယ်ကျွန်တော်အိမ်โอเคဒီမှာတစ်ခါတော့ရှိရယ်ဒီမှာ chest လေးလုံးထားတာရယ်ပြီးတော့ဟိုမှာ lantern လေးလည်းထားတာရယ်ကျွန်တော်ပြီးတော့ဒီထဲကကြတော့ဒါပစ္စည်းတွေထားတာတော့ဒါ very hard ဒီထဲမှာကြတော့အောင်လိုက်ထဲဒီအောက်မှာကြတော့ကျွန်တော်အပင်နေပေါ့နော်မလိုအပ်တဲ့ highlight တော့ဘာမှမရှိဘူး
ကျွန်တော်ပြပြမယ်ဘော်တက်ပြမယ်ညဘော်တက်ကျွန်တော်ဘတ်လောက်အောင်တက်သွားလို့ဒီချက် credit တွေအရင်ထားထားရမယ်ကျတော့ကျွန်တော် value လုပ်လိမ့်မယ် AR လေးကျွန်တော်တစ်ခုလုပ်လိမ့်မယ်ကျတော့ credit တွေနောက်တစ်ခုထပ်လုပ်လိမ့်မယ် credit အခုညမကိုအမိုးဘူးပါအတရားထား okay တရားလေးကြာပြီပေါ့နော် okay ဒီတော့ကျွန်တော်တို့အိမ်လေးဆောက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ပြောထားတဲ့အတိုင်းပထမဆုံး mission ဖြစ်တယ်ကျွန်တော်တို့ valid ကို walk ကာမယ်ပေါ့နော်ဒီတော့ valid ကို walk ကာဖို့တော့ကျွန်တော်တို့တစ်ပင်နေနဲ့ကာမှာဖြစ်တဲ့အတွက်ဒေတာတွေအများကြီးလိုတယ်ဒီတော့ကျွန်တော်တို့တစ်သွားခေါ်လိုက်ကြစို့ကျွန်တော် okay ဒါကကျွန်တော်7ရက်မြောက်နေ့ပေါ့နော်ကျွန်တော်10ရက်မြောက်နေ့ကနေကျွန်တော်တစ်ဆက်ခေါ်လိုက်တာအခု7ရက်တောင်ရောက်သွားပြီကျွန်တော်တစ်သားတွေလည်းအများကြီးရလာတယ်ပေါ့နော်နောက်ကပလိကြပါလို့ မပေါ်တာလေ နှလုံးမသားကိုမဲကိုလို့မအေလို့နှလုံးမမမေဆက်ပဲပေါင်းလီဘယ်ဆက်ပဲစားဖေလုံးမသားလီဘယ် okay ကျွန်တော်ပြမယ်ကျွန်တော်တို့တက်ကကျွန်တော်ထည့်ပြောရရင်15စတက်လောက်တော့ရှိရတယ်ပေါ့နော်15စတက်လောက်ရှိတယ်ဒီတော့ကျွန်တော်တို့ဒါကကျွန်တော်ဝေါ်ကာဖို့တက်ကျွန်တော်လုံလောက်တယ်လို့ကျွန်တော်ထင်တာပဲဒီတော့ဝေါ်ကာမယ်ဆိုတော့ကျွန်တော်တို့အဖြူကိုကျွန်တော်တို့အတွင်းထဲမှာထားမယ်ပြီးတော့ဒီကောင်ကျွန်တော်တို့တွင်းနေကြ off plan ကိုကျွန်တော်အပြင်မှာထားမယ်ပေါ့နော်အဲ့လိုမျိုးဒီပေါ့ဒီကောင်အဖြူကျွန်တော်တို့အတွင်းထဲမှာထားမယ်ရောကျွန်တော် off plan ကိုကျွန်တော်အပြင်မှာထားမယ်ပြီးတော့ off plan ကိုအပြင်မှာထားမယ်ဒါမျိုးလေးပေါ့နော်ဒါမျိုးလေးဒီလိုထားမယ်A few moments later. ဒီလိုနဲ့ကျွန်တော်တို့ wall ကြီးဆက်ကားနေပေါ့နော်ကျွန်တော်တို့73ရက်နေ့မြောက်ထီတော့ကျွန်တော်တို့ရောက်လာပြီ wall ကတော့ကျွန်တော်မပြီးသေးဘူးပေါ့နော်ဟာကြည့်လိုက်ကျွန်တော်အရှိကိုပဲပြီးလဲပြီးတော့မှာကျွန်တော် wall ကလို့ပြီးပေါ့နော်ကျွန်တော် episode 1ကလည်းကျွန်တော်ဒီလောက်ထိပဲပေါ့နော်နောက်ထပ် episode တွေလာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုlike and subscribe လေးကျွန်တော်လုပ်ပြီးတောင်းဆိုချင်ပါတယ် Like, comment, and subscribe.